Assalamualaikum warahmatullahi wabarakatuh. Aku cina jauh ni deh ni ahli ya boleh. Tu zawe online market kan ni biro. Ari babi kira Aisyah babi ya cina tu safar masih ni deh cema. Aisyah babi ni cina tu satu ya re. Aisyah babi ya cina tu di safar malau ni deh cang kisah ni. Ari kisah ni ya asaba. Babi ni ne tu biro. Babi le tu ye say kanza jabo ya. ဒီလိုခလေးလေးတွေဟိုဒီလိုခလေးလေးတွေနဲ့ပတ်သက်ပြီးတော့ဘာလေးတွေပံ့ပိုးပေးရင်ကောင်းမလဲဒီရဲ့စိတ်ဒီရဲ့ figure ပေါ့ဒီတော့ကပေါ့ကျွန်တော်ကလည်းဗီဒီယိုဒီမှာပြောတယ်မိုးရွာတဲ့နေရာမှာကျွန်တော်တို့မိုးထပ်ရွာမယ်ဆိုရင်အဲ့ဒီနေရာဝတ်ထားရုံပဲရှိမယ်အဲ့တော့မိုးခေါင်ရေရှားဖြစ်နေတဲ့နေရာမှာကျွန်တော်တို့မိုးရွာမယ်ဆိုရင်အဲ့ဒီနေရာလေးတွေစိမ့်နှံဆူပြေမှုဖြစ်မယ်ဆိုတဲ့အတိုင်းပဲအင်ရှာအလ္လာဟ်တာလာဘာပဲဖြစ်ဖြစ်အလ်ဟမ်ဒူလ illah နှလုံးသားတွေကလွန်စွာပဲပီတိဖြစ်မိတယ်ဒီတူဇာဝင်း online market ကနေပြီးတော့ Aisha ဘာဘီရဲ့ဖိတ်ခေါ်မှုနဲ့ကျွန်တော်ဒီနေ့အဲ့ဒီဆိုင်လေးကိုကျွန်တော်ရောက်ရှိလို့လာတာပေါ့လေအလ်ဟမ်ဒူလ illah ဒီဘာဘီအနေနဲ့ကျွန်တော်တို့ဒီနယ်ကျောင်းလေးတွေမှာရှိနေတဲ့ကလေးသမီးမိန်းကလေးကျွန်တော်ဟိုတနေ့ကဒီကလေးလေးကိုကြတော့အဖြူအစိမ်း one set ကျွန်တော်တူးတယ်ကျွန်တော်ရဲ့စုထားတဲ့ပတ်စံတွေကနေပြီးတော့ဒီကလေးလေးတွေကို24ယောက်စာ one set လေးတွေကျွန်တော်လူရန်ပေးလိုက်တယ်ဝယ်ပေးလိုက်တယ်ခလေးလေးလည်းသူစင်းရဲလေးတွေလည်းတော်တော်ပျော်ဝါရှာတယ်အလ်ဟမ်ဒူလ illah ဒီပုံမှာကြည့်ပြီးတော့နောက်ထပ်အလူရှင်ဖြစ်တဲ့ဒီတူဇာဝင်း online market ကဘာဘီဖြစ်တဲ့ Aisha ဘာဘီကနေပြီးတော့ဒီခလေးလေးတွေကိုတမီမင်းကလေးတွေ10ဦးတဦးကိုပဝါဘယ်နဲ့ထည့်ပေးတာလဲနှစ်ထည်နှုံးနဲ့တဦးကိုပဝါနှစ်ထည်နှုံးနဲ့အထည်20ကျွန်တော်ကိုလူရန်ထားပါတယ်ကျွန်တော်တို့နယ်သွားတဲ့အခါမှာဒီခလေးလေးတွေကိုပဝါလေးတွေပေးဖို့အတွက်ကိုကျွန်တော်ဒီနေ့လာယူတာပေါ့လေ88လမ်းမှာဘာဘီဆိုင်ဖွင့်လာတယ်ဘာဘီအနေနဲ့ထပ်ပြီးတော့ကျွန်တော်ဘာကန်းလဲဘာထပ်ပြောလဲဆိုတော့ဆရာတဲ့ဒီကလေးလေးတွေအပူလောင်တဲ့နေရာမှာစာဖတ်နေရတယ်အဲ့ဒီအပေါ်မှာဒီကလေးလေးတွေစာဖတ်တဲ့အခါမှာအေးမြမှုဖြစ်စေတဲ့အရာကိုလည်းကျွန်မအနေနဲ့လှူဒန်းမှာပဲဆရာတဲ့အဲ့တော့ဘာဘီအနေနဲ့ကျွန်တော်တို့ဒီအရာလေးတွေကြားလိုက်ရတော့ရင်ထဲမှာတော်တော်ပဲပီတိဖြစ်တယ်ဝမ်းသာတယ်အလ်ဟမ်ဒူလ illah အလ္လာဟ်ရှိမြတ်တခင်ဒီလိုမျိုးသူစင်းရဲကလေးတွေကိုတမန်တော်ပြောတယ်မလားမင်းတို့ငါ့ကိုရှာခြင်းဘယ်မှာရှာသူစင်းရဲတွေထားမှာလိုက်ရှာတဲ့ဘာဖြစ်ဖြစ်ကျွန်တော်တို့ figure ဖြစ်တဲ့လူတွေစုရင်းကုညီမဲ့သူတွေလက်တွေများလေသူစင်းရဲတဲ့လူတွေအစဉ်ပြေစီလေးပါပဲအဲ့ဒီပုံမှာအလ္လာဟ်ရှိမြတ်တခင်အိုင်ရှာဘာဘီရဲ့ဆွေမျိုးအိုင်ရှာဘာဘီရဲ့တားစီမြင့်ဆက်မှာအရှင်မြတ်တခင်ဒီလိုမျိုးသူစင်းရဲတွေကိုပီတိဖြစ်စေတဲ့အပြုံးမျိုးဒီမိသားစုကိုလည်းအလ္လာဟ်ရှိမြတ်တခင်ပြုံးရွှင်စေတော်မူပါစိတ်ချမ်းသာစေတော်မူပါလို့ကျွန်တော်ဘက်ကနေပြီးတော့နှလုံးသားထဲမှာဒူဝါထဲမှာလည်းအမြဲတမ်းတရိရမယ်အင်ရှာအလ္လာဟ်တာလာဒီသူစင်းရဲ့ကလေးလေးတွေလည်းအင်မတန်ပျော်ရွှင်သွားမယ်ပေါ့လေအဲ့ဒီပျော်ရွှင်မှုကဘာနဲ့မှတော့မလဲနိုင်ဘူးကျွန်တော်တို့လိုချင်တာဒါပဲအဲ့ဒီတော့ကြောင့်မနေ့ပြန်ကီယာမတ်နေ့မှာဘာပဲဖြစ်ဖြစ်ဘယ်ဟာလေးကိုအကြောင်းခံပြီးဂျန်နတ်သွားခွင့်ရမလဲဆိုတဲ့ဒီအကြောင်းခံလိုက်ရှာနေကျွန်တော်တို့ရဲ့ဖတ်ခဲ့တဲ့နမတ်တွေကအလ္လာဟ်ရှိမြတ်တခင်လက်ခံအောင်လက်ခံမယ်ကျွန်တော်တို့ထားခဲ့တဲ့ရိုဇာတွေကအလ္လာဟ်ရှိမြတ်တခင်လက်ခံအောင်လက်ခံမယ်ဘာပဲဖြစ်ဖြစ်ဘလို့တီးမွားလေးပဲဖြစ်ဖြစ်အလ္လာဟ်ရှိမြတ်တခင်ကအကြောင်းကောင်အမြဲတမ်းလိုက်ရှာနေတယ်လို့ပဲကျွန်တော်တို့လည်းအလ္လာဟ်ဘာလေးများနှစ်သက်မလဲဆိုတဲ့ဒီစိတ်ခံစားချက်တွေနဲ့ပေါ့ဗျာဒီအားလေးတွေလိုက်လို့ရင်းနဲ့ကျွန်တော်ဒီများမကြခင်မှာနေတွေကိုပြန်သွားတဲ့အခါကျရင်ဘာပြီးပေးလိုက်တဲ့ပဝါလေးတွေရဲ့ကလေးတွေကိုတောင်းစာဖတ်နေတဲ့ကလေးလေးတွေကိုပန်ခါလေးတွေကိုကျွန်တော်ယူသွားပါမယ်ဆိုတဲ့အကြောင်းကိုပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုမှတ်တမ်းလေးကိုဒီမှာပဲရပ်တန့်ပေးရစီအားလုံးပဲအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ